အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မေးထားတဲ့မိငုံလေးကတော့4ပဲနဲ့3.6ပွိုက်ကိုတဲ့ဘယ်လိုတွက်ရမှာလဲတဲ့ကဲဘယ်လိုတွက်ရမလဲဆိုတော့ပြောပြပေးမယ်နော်4ပဲနဲ့3.6ပွိုက်ကဲပွိုက်ဆိုတော့သူက6ပွိုက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မို့တရွေးမပြည့်သေးဘူးတရွေးမပြည့်ဘူးဆိုပေမဲ့သူကတွက်တဲ့အခါကျရင်ဒီရှင်းနဲ့ပဲစားရတာဖြစ်တယ်အဲ့ဆိုတော့3.6ကို8နဲ့စားမယ်တပဲမှာ8ရွေးရှိတယ်သူကရွေးထဲမှာပဲရှိတာဟုတ်ဒီပွိုက်ကနော်အဲ့ဆိုတော့တွက်မယ်ဆိုလို့ရှိရင်3.6ကို8နဲ့စားမယ်အပေါင်း4ကို16နဲ့စားမယ်ဘာလို့16နဲ့စားလဲဆိုတော့တစ်ချက်မှာ16ပဲရှိလို့နော်အဲ့လိုပဲတွက်ရတာပေါ့နော်ပြီးရင်အမြောက်ရွှေစင်းလုံးရှိမယ်ဒီမှာရွှေစင်းလုံးရှိမယ်အဲ့ဆိုရင်ညှောက်လိုက်ရင်ကြားသိမ့်ဝင်ပေါ်လာမယ်နော်ဟိုသူကဘယ်လိုတွက်ရလဲဆိုတာပဲပြောထားတယ်ဈေးနှုန်းတွေပါတယ်ကြားသိမ့်ဝင်တွေဘယ်လောက်လဲဆိုတော့မမေးတာဘူးနော်မပြောထားဘူးဆိုတော့သူ့ရဲ့တွက်နီးကတွက်တဲ့ပုံစံက3.6ပွိုက်ဆိုတော့3.6ကို8နဲ့စားတယ်ပြီးအပေါင်း4ပဲကို4ကို16နဲ့စားတယ်နော်ဒီလိုမျိုးပဲတွက်ရတယ်ပြီးအမြောက်ရွှေစင်းနှုန်းရှိမယ်ဒီမှာအမြောက်ဒီမှာစင်းနှုန်းရှိမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူကဒီ4ပဲနဲ့3.6ပွိုက်ရဲ့တန်ဖိုးကဒီမှာထွက်လာမယ်နော်တန်ဖိုးထွက်လာမယ်အဲ့လိုပဲတွက်ရတယ်ပေါ့နော်ဒီဟာကအဓိကတော့3.6ပွိုက်ကိုဘယ်လိုတွက်ရမလဲဘယ်လိုယူရမလဲမသိတာဖြစ်မယ်เนาะအဲ့ဒါဆိုတော့3.6ပွိုက်ဆိုတာကတရွေးမပြည့်ဘူးဆိုပေမဲ့သူကရွေးရဲ့သူရဲ့နောက်ဆုံးအသေးငယ်ဆုံးတော့အစိတ်ပိုင်းကို8နဲ့စားတာဖြစ်တဲ့အတွက်ကြောင့်မို့သူကရွေးထဲမှာပါတယ်အဲ့ဒါဆိုတော့3.6ကို8နဲ့စားရတာဖြစ်တယ်ပြီးအပေါင်း4အစား16ပဲကို16နဲ့စားမယ်เนาะရွေးကို8နဲ့စားမယ်တပည့်မှာ8ရွေးရှိလို့ဒီဟာကတရွေးတော့မပြည့်ဘူးဒါပေမဲ့8နဲ့ပဲစားရတာဖြစ်တယ်ဘာလို့ဆိုတော့ရွေးထဲမှာပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီလောက်ဆိုတော့နားလည်မယ်လို့တော့ယုံကြည်တာပေါ့နော်တကယ်လို့နားမနေတာရှိလို့ရှိရင်လည်းအောင်မရေးခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်သိချင်တာရှိလို့ရှိရင်အောင်မရေးခဲ့ပေးပါ